မြတ်စွာဘုရား၏နှုတ်တော်ထွက်ဓမ္မစက်တို့တွင်အဝင်ပါဖြစ်သောပရိတရားတို့တွေကိုရွတ်ဖတ်တရေစေကြနာယူကြဗလားဆိုရင်အနတ္တပိစနထံမလိုလားတဲ့အကျိုးမဲ့တွေကိုပယ်ဖြစ်နိုင်ခြင်းအဋ္ဌစနကထံလိုလားတဲ့ကောင်းကျိုးတွေနဲ့ပြည့်စုံခြင်းဆိုတဲ့အကျိုးတရားတွေတို့ပွားကြတယ်ဆိုတာအများသိကြအထူးအားဖြင့်တော့တနှစ်တာ၏အစဖြစ်တဲ့နှစ်ဆန်းတရက်နေ့ကာလဆိုရင်နှစ်သစ်နှစ်ကူးအထူးချိန်ခါမှာမင်္ဂလာယူသောအနေအားဖြင့်ပရိတရားတွေကိုနာကြားကြရွတ်ဖတ်တရေစေကြဒီနေရာမှာသတိထားမိတာကရွတ်ဖတ်တရေစေကြတဲ့ပုဂ္ဂိုလ်များလေးစားမှုတွေထင်ရှားတော်လည်းပဲနာကြားသူတွေဘက်ကနည်းနည်းရော့ပေါ့တဲ့သဘောလေးတွေ့ရတယ်အမှန်ကတော့ကျမ်းမာရေးအတွက်စေဝါဖော်စရမှာပင်လျင်စေပစ္စည်းစုံတော့ပိုးပြီးအစွမ်းထက်တယ်လို့ပဲမြတ်စွာဘုရား၏တရားတော်တွေကိုရွတ်ဖတ်တဲ့စေနာယူကြရမှာလည်းပဲအင်္ဂါပြည့်စုံတော့ပိုးပြီးစွမ်းထက်ပါလေများသောအားဖြင့်ကိုယ်တိုင်ကိုယ်ကြဟောကြားတာကိုနာယူရမှစွမ်းထက်တယ်လို့ထင်ကြတော့လည်းပဲတကယ်ကြတော့ယုံကြည်ရဲ့သရာတရားတတိဝရိယအာကောင်းပြီးအသိဉာဏ်ရှင်နိုင်မလားဆိုရင်တဆင့်ဟောကြားတဲ့တရားတော်များကိုပရိဒေသနာတွေကိုနာကြားခြင်းသည်ပဲလေကလေးငိုခြင်းအစရှိတဲ့မလိုလားတဲ့နိဋ္ဌတွေပြားပြီးဒီကလာစိတ်ချမ်းသာကိုယ်ချမ်းသာရောက်ကြပါအဲ့ဒါလိုရောက်ရမှာပရိတရားများသိတ္တိပွားစီဖို့ဘာတွေလိုအပ်တယ်လဲတဲ့ရွတ်ဖတ်တရေစေတဲ့ပုဂ္ဂိုလ်ဘက်ကလည်းအင်္ဂါပြည့်စုံမှုလိုအပ်တယ်လို့ပရိတရားနာကြားသူများဘက်ကလည်းအင်္ဂါပြည့်စုံမှုလိုအပ်ပါတယ်ဤကဲ့သို့အင်္ဂါပြည့်စုံရမှာပရိယွတ်သူ၌ပြည့်စုံရမည်အင်္ဂါရများမှာနံပါတ်1ပရိတောဤပါဠိအခရာများကိုစနစ်တကျအတန်အတွက်ပြည်ပြင်းမှန်ကန်အောင်ထံကရိုင်းကြကြရွတ်ဖတ်တတ်ခြင်းနံပါတ်2မိမိရွတ်ဖတ်သောပရိတောအပေါ်၌ယုံကြည်မှု